ငါးပေမြင့်တဲ့ငှက်ဘလူးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တန်ကြီးဖြစ်ပါတယ်ဒီနေ့တော့ရှူဘေးငှက်တွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီငှက်တွေကသူတို့ရဲ့ထူးခြားတဲ့ရှူမနှက်ပုံစံနှုတ်သီးကြောင့်လူသိများပါတယ်ရုပ်သွင်းပြင်လက္ခဏာအရက်၄ပေကနေ၅ပေအထိမြင့်ပြီးတောင်ပံဖြတ်လိုက်ရင်၈ပေဝန်းကျင်အထိရှိတတ်ပါတယ်သူတို့ရဲ့နှုတ်သီးဟာအရှည်6လက်မခန့်ရှိပြီးဖနက်တစ်စုံနဲ့တူပါတယ်နှုတ်သီးထိပ်မှာချွန်ထက်တဲ့ဂျိတ်တစ်ခုပါရှိပြီးသားကောင်ကိုဖမ်းဆီးရမှာအလွန်ထိရောက်ပါတယ်ကိုယ်တဲ့တစ်ခုလုံးကမီးခိုးပြရောင်ဖြစ်ပါတယ်နေထိုင်ရာဒေသဒီငှက်တွေကိုအဓိကအားဖြင့်အာဖရိကတိုက်အလယ်ပိုင်းနဲ့အရှေ့ပိုင်းမှာရှိတဲ့စိတ်မြေတွေမှာတွေ့ရတတ်ပါတယ်ရေတိမ်ပြီးအပင်တွေထူထပ်တဲ့နေရာတွေကိုနှစ်သက်ကြပါတယ်အမှုအကျင့်နဲ့အစားအစာဒီငှက်တွေဟာရုပ်ထုတစ်ခုလိုငြိမ်သက်စွာနေတတ်တာကြောင့်နာမည်ကြီးပါတယ်သူတို့ရဲ့အဓိကအစားအစာကတော့ငါးတွေဖြစ်တဲ့ landfish တွေပါဒါပြင်ကုန်းနေရင်းနေသတ္တဝါတွေမွေတွေမိချောင်းပေါက်လေးတွေကိုတောင်စားသုံးတတ်ကြပါတယ်နိုင်ပေါင်းများစွာလှုပ်ရှားမှုမရှိဘဲရပ်နေပြီးသားကောင်တွေ့တာနဲ့အရှိန်အဟုန်နဲ့ဖမ်းယူတတ်ပါတယ်သူတို့ဟာဆက်တနက်ပြစ်ဒဏ်နဲ့တူတဲ့အတန်မျိုးကိုနှုတ်သီးနှစ်ခုရိုက်ပြီးထွက်ပေါ်စေတတ်ပါတယ်ရှူပီးတွေဟာလူတွေကိုခေါင်းညှွတ်ပြီးနှုတ်ဆက်တတ်ကြပါတယ်မျိုးပွားခြင်းဒီငှက်တွေဟာတကောင်တည်းနေတတ်တဲ့သတ္တဝါတွေဖြစ်ပေမဲ့မျိုးပွားရာသီမှာတော့အဖော်ရှာကြပါတယ်ရေထဲမှာဘောလုံးပေါ်နေတဲ့အပင်တွေဒါမှမဟုတ်စိတ်မြေတွေကကျွန်းငယ်လေးတွေပေါ်မှာအတိုက်ဆောက်ပါတယ်သူတို့ရဲ့အတိုက်ဟာအလွန်ကြီးမားပြီးအချင်း၈ပေလောက်ထိရှိနိုင်ပါတယ်အမဟာများသောအားဖြင့်ဥနှလုံးဥပြီးတစ်ခါတလေ၃လုံးဥတတ်ပါတယ်အဖိုးရောအမပါဥတွေကိုတလဲစီစောင့်ရှောက်ကြပါတယ်ဥဝိချင်းရပ်ပေါင်း30ခန့်ကြာရင်အကောင်လေးတွေပေါက်လာပါတယ်ဥနှလုံးပေါက်လာပေမဲ့မိဘတွေဟာအတန်မာဆုံးတစ်ကောင်တည်းကိုပဲရွေးချယ်ပြီးအစာကျွေးလေးရှိပါတယ်သားပေါက်လေးတွေဟာအသက်3လဝန်းကျင်မှာအတောင်ဆုံးပြီးပြန်တန်းနိုင်ကြပါတယ်ဒါပေမဲ့နောက်ထပ်ရက်တစ်ရက်ပဲအနှဲငယ်အထိမိဘတွေကဆက်လက်စောင့်ရှောက်ပေးတတ်ပါတယ်သူတို့ဟာ3နှစ်သို့မဟုတ်4နှစ်လောက်မှသာမျိုးပွားနိုင်တဲ့အရွယ်ကိုရောက်ရှိတာဖြစ်ပါတယ်ဒီငှက်တွေဟာတဘာဝတောထဲမှာဆိုရင်အသက်35နှစ်ကနေ50ဝန်းကျင်အထိအသက်ရှည်ရှည်နေထိုင်နိုင်ကြပါတယ်ဒီနေ့တော့ရှူပီးတွေရဲ့အကြောင်းကိုပြောပြပေးသွားတာဖြစ်ပါတယ်ခင်ဗျာဒီဘလော့ကိုကြည့်ရှုပြီးရှူပီးတွေရဲ့အကြောင်းကိုပုံမနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ် channel ကို subscribe like comment share လုပ်ပြီးလဲကူညီပေးကြပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ